အားလုံးပဲမင်္ဂလာပါတဲ့အာနာဇက်ဘယ်လောက်ရှိလဲမြန်မာလူမျိုးတော်တော်များများပေါ့နော်လူတိုင်းတော်တော်များများမိမိအကြောင်းဆိုရင်မိမိသိကျင်ကြတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့အာနာဇက်ဘယ်လောက်ရှိမရှိဆိုတာစမ်းသပ်တဲ့နည်းလေးကိုနော်ကျွန်တော်ဒီနေ့တင်ပြပေးသွားမှာဖြစ်ပါတယ်ဗမာစကားမှာပြောနေကြစကားရှိတယ်ပေါ့နော်ဟဲဒီကောင်လေးကအာဇက်ရှာဇက်ထက်လိုက်တာပေါ့အဲ့ဒါအာဇက်ရှာဇက်ရဲ့သဘောတရားလေးကိုပြောတတ်ကြတာပါဒီဘုကအာနာဇက်ကြင်ကြံခြင်းကိုမရေးသေးပါဘူးပေါ့နော်အာနာဇက်အကြောင်းကိုတည်တံ့ရေးပြီးကိုအာနာဇက်ကိုသိရှိစေနိုင်ရဖြစ်ပါတယ်လောကမှာအာနာဇက်အမျိုးမျိုးရှိပါတယ်ပထမအာနာဇက်ကတော့ပါရမီအာနာဇက်ပါနော်ပါရမီအာနာဇက်ဆိုတာမြတ်စွာဘုရားနဲ့တာဝကအလောင်းလျာတွေဟာဘဝအဆက်ဆက်ဖြည့်ခဲ့တဲ့ပါရမီတွေကြောင့်သူတို့ရဲ့အာနာဇက်ထက်ကြပါတယ်အချို့လူတွေကစီးမပေါက်ခိုင်းမဝင်ပဲပယောဂကုလို့ရတယ်သူတို့အာနာဇက်ကိုတရက်နဲ့တကွအောက်နှက်တွေကကြောက်ကြရပါတယ်အဲ့ဒါပါရမီအာနာဇက်ပါမင်းကုသဇက်ပါခုနှစ်ပြည်တော်သောမင်းတွေကပပဝရီကိုတိုင်းပြည်ကိုဝိုင်းဝန်းပိတ်ဆို့ပြီးလူတော့မင်းကုသကပပဝရီကိုစင်ပေါ်တင်ပြီးခုနှစ်ပြည်တော်သောမင်းတွေကိုထိုမင်းတွေဘက်ကိုလှည့်ပြီးတော့စင်စည်းထွက်လျက်ပပဝရီကိုစင်ပေါ်မှာတင်စင်ဦးစည်းပေါ်သူကိုယ်တိုင်မောင်းပြီးတော့ငါကုသမင်းရှိပါလေအဘဲသူဒီငါဇနီးရထိဝင်တနီမသေးခြင်းကောင်းမွန်ကြဆိုပြီးတော့အာနာဇက်အတန်နဲ့ပြောလိုက်တာအခြားမင်းနဲ့ဘူပါတိုက်တောင်မတိုက်ရပဲခေါင်းငုံပြီးတော့အရှုံးပြီးကြရတယ်ဒီအာနာဇက်ကကျွန်တော်တို့နဲ့မဆိုင်ပါဘူးပေါ့နော်ဒါကတော့ပါရမီအာနာဇက်ဖြစ်ပါတယ်နောက်တစ်ခုကဖုံးကံအာနာဇက်အဲ့ဒါကြတော့မင်းတွေဘုံရှင်ကန်ရှင်တွေအာနာဇက်ဥပမာတတိဓမ္မတောကမင်းကြီးရဲ့အာနာဇက်ကမြေပေါ်တယူဇနာမြေရောက်တယူဇနာအာနာဇက်ရှိပါတယ်ဖယားပွင့်မှာတခါပဲနိုးတဲ့ကာလနဂနဂမင်းတော်ကာလနဂမင်းတော်မှာဖယားတစုံနဲ့တစုံကြားမှာအိတ်နေတဲ့ကာလနဂမင်းတော်မှာတတိဓမ္မတောကမင်းအာနာဇက်နဲ့မလွတ်တဲ့နေရာမှုတတိဓမ္မတောကမင်းခေါ်ရင်လာခဲ့ဘူးတဲ့တမိုင်းထောက်ထားရှိပါတယ်နောက်တစ်ဦးကဘရင်တော်ပေါ့နော်ဘရင်တော်ကသူ့လက်ထက်ကတမိန်ပညာတော်ဆိုတဲ့တပုံထားဘူးတယ်သူကငယ်စဉ်ကလေးကရုပ်ကစိုးပေးထားတဲ့ဂါရာ၃ပုံရှိတယ်ပထမဂါရာကရေကိုမန်းတောင်းရင်ခြေကျိုးလက်ကျိုးအကုန်ပြန်ကောင်းတယ်ဒုတိယဂါရာကအချုံနောင်ကလွတ်တဲ့ဂါရာတတိယဂါရာကဒုဒ္ဓတနတ်ပြီးတဲ့ဂါရာတက်တယ်အဲ့ဒါနဲ့သူကကြမ်းတယ်ငါဘရင်နောင်စီကိုငါခြေတော့ကိုငါပြန်ချိုးပြီးဘရင်နောင်စီမှာအဖမ်းခံမယ်ပြီးတာနဲ့ရေစားတယ်ဆိုပြီးရေတောင်းမယ်အဲ့ရေကိုရတာနဲ့မန်းပြီးခြေတော့ကိုကုမယ်ပြီးရင်ဒုတိယဂါရာရွတ်လက်ပြန်ကြိုးကိုဖြည့်မယ်ပြီးတာနဲ့ဓာတ်ကိုဆွဲလို့ပြီးတတိယဂါရာယူပြီးလောက်ကြံမယ်ဟုအစီအစဉ်တိုင်းလောက်ကြံတယ်ဒါပေမဲ့ဘရင်အောင်ရှေးမောက်ရောက်ဓာတ်နဲ့အခုံမှာဓာတ်နဲ့လက်နဲ့ကတ်နေတာအဲ့မှာဘရင်အောင်ကငါအာနာဇက်နဲ့ငါဘုံကံသင်ခန္ဓာယူလာဟုဆိုပြီးကပြစေအမိန်ပေးလိုက်တာထိုလူအမိန်ပေးတဲ့အတိုင်းကပြလိုက်ရတယ်တမိုင်းမှာဖတ်ရှုပူပါတယ်နောက်တစ်ခုကဂိုင်းအာနာဇက်အဲ့ဒါကဂိုင်းပညာယူထားသူတွေမှာရှိတဲ့အာနာဇက်ပါဂိုင်းပညာယူထားတာချင်းတူချင်းတော့ဆရာတယောက်နဲ့တယောက်မတူကြပါဘူးသူတို့ရဲ့ဇရဏတမာရိပညာပါရမီတွေကစကားပြောတော့ပါတယ်နောက်ပြီးတိုက်လောကကလာသူတွေဟာပုဂ္ဂိုလ်ဆောင်ရှောက်သူတွေကြတော့သူတို့စကားပြောတိုင်းအနောက်ကလိုက်လုပ်ပေးတဲ့အဆောင်ရှောက်ရှိလို့သူတို့လည်းအာနာဇက်ရှိပါတယ်နောက်ဆုံးတစ်ခုကတော့အကျင့်အာနာဇက်ပါအဲ့ဒါကကိုယ့်ရဲ့ဇရဏကြောင့်ရတာပါကျင့်ရင်ကျင့်တယ်လို့စွမ်းပါတယ်အာနာဇက်ရှိတဲ့သူကရေတစ်ခွက်ဂါရာတစ်ခေါက်ရွတ်လင်အဲ့ရေအသီးထကုန်ပါတယ်စမ်းကြည့်ကြပါသင်ဟာအာနာဇက်ထက်တူဆိုရင်ဖန်ကွက်ရေဘူးလေးကိုစိုက်ကြည့်ပြီးဂါရာရွတ်ကြည့်ပါနောက်တစ်နည်းကညခွေးတွေအရန်ဦးတဲ့အချိန်မှာစမ်းကြည့်ပါခွေးဦးတယ်ဆိုတာတခိုးလာလို့လူစိမ့်လာလို့ဟောင်ကြတယ်လို့မမြင်ရတဲ့ပရလောကသားတွေလာရင်လေဟောင်တတ်ကြပါတယ်အဲ့ဒီအချိန်မျိုးမှာတင့်မှာဒီလိုမျိုးရွတ်လိုက်ပါငါဤဖုံးမိုးတို့ချုံငါအာနာဇက်မိုးဒီတက်ငါအာနာဇကမိုးကျိုးသွားအခုရှိနေတဲ့နာနာဘာဝအကုန်ထွက်ဆိုပြီးရွတ်လိုက်ပါ10မိနစ်အတွင်းခွေးတန်တိတ်သွားပါကတင့်မှာအာနာဇက်ရှိပါတယ်နောက်ပြီးအာနာဇက်ပါလာတဲ့သူတွေကကောင်းတာပြောဆိုးတာပြောသူတို့ပြောသလိုဖြစ်တတ်ပါတယ်နောက်ပြီးသူတို့ကဒေါသထွက်လို့ကျိန်ဆဲတတ်ရင်ကျိန်ဆဲတတ်တဲ့အတိုင်းဖြစ်တတ်ပါတယ်အာနာဇက်ထက်အောင်လေ့ကျင့်နည်းကိုတော့
စာရေးသူနောက်ပို့မှာထပ်ပြီးတော့တင်ပေးပါအောင်မယ်ကြည့်ရှုသူပရိသတ်အားလုံးကျမ်းမာချမ်းသာတော့မူကြပါစားခင်ဗျာဆရာနောင်ကြီးဗီဒီယိုပယောဂကုဖြစ်ပါသည်